လိုက်တဲ့အခါကမ္ဘာသမိုင်းမှာနာဇီတွေရဲ့ရက်စက်မှုတွေနဲ့နာမည်ကြီး Auschwitz အကျဉ်းစခန်းအကြောင်းလဲစာအုပ်တွေရုပ်ရှင်တွေကနေသိခဲ့ပြီးဖြစ်ကြမှာပါပဲ1944မှာ Auschwitz အကျဉ်းစခန်းကိုအပို့ခံရတဲ့အမျိုးသမီးတစ်ယောက်ရဲ့ရုပ်သံအင်တာဗျူးလေးတစ်ခုကြည့်ဘူးပါတယ်ကျမကတော့သူပြောတဲ့အထဲမှာသင်ယူစရာတွေအများကြီးပါတဲ့အတွက်ကြောင့် save လုပ်ထားပြီးမကြာခဏနားထောင်ပြတယ်သူတို့တွေဟာတမိသားစုလုံးဒီအကျဉ်းစခန်းကိုပို့ခံရတာပါပဲဒီနေရာရောက်တော့မြောင်များစွာသောသူတွေထဲမှာကလေးတွေကငိုခွေးတွေကဟောင်းနာဇီတွေရဲ့ဟိန်းဟောက်မှန်မဲတန်တွေကြောင့်မှနင်ကဒီဘက်အုပ်စုကိုသွားနင်ကဟိုဘက်အုပ်စုမှာနေဆိုပြီးမျက်စိတမိတ်အတွင်းမှာသူတို့မိသားစုတွေကိုတရိတ်ဆန်တွေလိုရွေးချယ်ခွဲထုတ်လိုက်ကြတာနောက်ဆုံးတော့သူနဲ့သူ့ရဲ့အမွှာညီမလေးသာအတူကြံခဲ့ပါတယ်တဲ့မိနစ်ပိုင်းအတွင်းမှာမိသားစုတွေအကုန်လုံးခွဲခွာလိုက်ရတယ်သူနဲ့သူ့ညီမလေးကတော့လက်ချင်းဆုပ်ပြီးကြံခဲ့ရတယ်သူတို့နှစ်ယောက်ကြံခဲ့ရတာကလည်းမန်ဂလီဆိုတဲ့ဆရာဝန်တစ်ယောက်ကအမွှာကလေးတွေနဲ့ပတ်သက်ပြီးအကျဉ်းစခန်းမှာလက်တွေစမ်းသပ်မှုတွေပြုလုပ်နေတာကြောင့်သူတို့ဟာအစမ်းသက်ခံတားကောင်လေးတွေဖြစ်ဖို့အတွက်သူကြံခဲ့ရတာပါတပတ်မှာ3ရက်လောက်သူတို့ကိုလုံးတိချွတ်ပြီးအခန်းတစ်ခုထဲမှာ8နာရီလောက်ထည့်ထားပါတယ်ကိုခန္ဓာအစိတ်အပိုင်းတွေကိုတိုင်းယူပါတယ်ကျန်တဲ့ရက်တွေမှာတော့သွေးဖောက်ခန်းလက်ကိုသွားရတယ်သွေးဖောက်ရတယ်ဘာမှမသိတဲ့ဆေးတွေအများကြီးသွင်းရတယ်ဒီလိုနဲ့အပြင်းဖြားရာကနေ2ပတ်လောက်ပဲခံတော့မယ်လို့ဆရာဝန်ပြောတာကနေပြန်နေကောက်လာတယ်1945မှာတော့ညီအမ2ယောက်စလုံးပြန်ပြီးလွတ်လာကြတယ်အမွှာညီမအငယ်ကအိမ်နောက်ကြတဲ့အခါမှာခလေးမရဘူးသူ့ရဲ့ကြောက်ကအတော်ဆိုးဝါးပြက်စီနေတယ်ဘယ်စေး antibiotic ကိုမှပေးလို့မရဘူးသူ့ခန္ဓာကိုယ်က response မလုပ်ဘူးကိုပေးတဲ့ဆရာဝန်ကပြောတယ်သူ့ရဲ့ကြောက်ကဟာ10နှစ်အရွယ်ကလေးလေးတစ်ယောက်ရဲ့ကြောက်ကအရွယ်အစားပဲရှိတယ်သူညီမကိုသူ့ရဲ့ကြောက်ကတစ်လုံးပေးခဲ့ပေမဲ့နောက်ဆုံးတော့အဖြေရှာမရတဲ့ယောဂတွေနဲ့ပဲကွယ်လွန်သွားခဲ့တယ်ဆရာဝန်ကအကျဉ်းစခန်းမှာနေခဲ့ရတော့ကမှတ်တမ်းတွေကိုရှာဖွေဖို့ပြောတယ်တိုက်ဆိုင်တာကတော့အကျဉ်းစခန်းကအမွှာလေးတွေနဲ့ပတ်သက်တဲ့စမ်းသပ်ချက်အကြောင်းမှတ်တမ်းရုပ်ရှင်တစ်ခုအဲ့ဒီအချိန်မှာပေါ်လာပြီးအဲ့ဒီအကျဉ်းစခန်းကဆရာဝန်တယောက်နဲ့ဆက်သွယ်မိသွားတယ်1993မှာအဲ့ဒီဆရာဝန်နဲ့သူနဲ့ဂျာမနီမှာတွေ့ဆုံခဲ့ကြတယ်ရန်ငွေတွေပေးပြီးလူပေါင်းများစွာကိုတတ်ခဲ့တဲ့ gas chamber အကြောင်းတွေပြောတယ်အဲ့ဒီဆရာဝန်ကသေစရင် death certificates တွေလက်မှတ်ထိုးပေးရတယ်နာမည်မပါဘာမပါသေတဲ့အရေးအတွက်ကိုသာလက်မှတ်ထိုးပေးရတာပါဒီအကြောင်းတွေကိုသူကလည်းပြောပြခဲ့ပါတယ်မှတ်တမ်းမှတ်ရနဲ့လက်မှတ်ထိုးပြီးဝန်ခံခဲ့တယ်တောင်းပန်ခဲ့တယ်အမျိုးသမီးကအဲ့ဒီလူကိုခွတ်လွတ်တဲ့အကြောင်းစာတစ်စောင်ရေးဖို့စိတ်ကူးရမိတယ်အကျဉ်းစခန်းကအသက်ရှင်လျက်ပြန်လာတဲ့အမျိုးသမီးတဦးစီကခွတ်လွတ်ကြောင်းစာရတယ်ဆိုရင်ဒီဆရာဝန်ဟာကျေနပ်မှာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီစာကိုရေးဖို့သူဟာအချိန်4လလောက်ယူခဲ့ရတယ်အဖြစ်အပျက်တွေဟာအနှစ်90လောက်ကြာခဲ့ပြီဆိုပေမဲ့သူစိတ်ဟာအဲ့ဒီအထဲမှာပိတ်မိနေတော့မယ်အဲ့ဒီအကြောင်းတွေကိုပြန်သတိရတိုင်းအနာဟောင်းကအသစ်ဖြစ်နေတော့မယ်ဒီအကြောင်းတွေကိုပြန်သတိမရကြပေမဲ့အမြဲတမ်းပြန်သတိရနေတယ်သူဟာတကယ်တမ်းမလွတ်မြောက်သေးဘူးသူစာရေးတယ်နောက်တော့ဒီဆရာဝန်ကိုသာမကသူတို့အမွှာကလေးတွေအပေါ်ရဆက်စမ်းသပ်ချက်တွေလုပ်ခဲ့တဲ့ဆရာဝန်ကိုပါခွတ်လွတ်ပေးလိုက်တော့မယ်လို့သူစဉ်းစားတယ်စာမရေးခင်မှာသူကဒီဆရာဝန်ရဲ့နာမည်ကိုတက်ပြီးအခု20လောက်စိတ်ထဲရှိသမျှပြောဆိုဆဲဆိုပြလိုက်တယ်သူရှိမှဒီလူ
ထိုင်နေတယ်လို့မြင်အောင်ကြည့်ပြီးပောက်ကွဲပစ်လိုက်တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အေးနင်ဟာငါတို့ကိုဒီလိုလုပ်ခဲ့ပေမဲ့ငါနင့်ကိုခွတ်လွတ်တယ်။ I forgive you လို့ပြောလိုက်တယ်။ဒီအခါမှာသူ့စိတ်ထဲအယမ်းနေလို့ကောင်းသွားတယ်။အဲ့ဒီလိုခွတ်လွတ်လိုက်တော့မှပဲသူဟာလေဒီအကျဉ်းစခန်းကနေဒီဆရာဝန်စီကနေလုံးဝလွတ်မြောက်သွားသလိုခံစားလိုက်ရတယ်။ခွတ်လွတ်တယ်ဆိုတာဘာလဲ။တကယ်တော့ကိုကူစားခြင်း self healing လုပ်တာပဲဖြစ်ပါတယ်။ကိုလွတ်မြောက်စေခြင်း self empowerment ဖြစ်ပါတယ်။ခွတ်မလွတ်ပဲနေတဲ့အခါမှာစိတ်ထဲမှာအမြဲနာကျင်နေရတယ်။သူဟာကိုအကြိမ်ကြိမ်အနိုင်ကျင့်နေတယ်လို့တွေးလိုက်တိုင်းမှာခံစားနေရတယ်။ victim ပြုလုပ်ခံရသူတားကောင်ဘဝရောက်နေတယ်။အဲ့ဒီအချိန်မှာညှော်လင့်ချက်ကင်းမဲ့နေတယ်။အကူအညီမဲ့တယ်။အစွမ်းအစားပြောင်းနေတယ်။အတိတ်မှာဖြစ်ခဲ့တာတွေကိုပြောင်းလဲလို့တော့မရဘူး။ဒါပေမဲ့သူနဲ့ဆက်နွယ်နေတဲ့ကိုယ့်ရဲ့စိတ်တွေကိုတော့ပြောင်းလဲလို့ရပါတယ်လို့သူ့အင်တာဗျူးလေးက message ပေးပါတယ်။ကျမတို့အားလုံးဟာကိုယ့်ပစ္စည်းခိုးတဲ့သူကိုဆဲတဲ့သူကိုတိုက်ခိုက်တဲ့သူကိုဒုက္ခရောက်အောင်လုပ်တဲ့သူကိုမိသားစုအပေါ်ရက်ဆက်တဲ့သူကိုအမေကိုတတ်တဲ့သူစသည်ဖြင့်အဲ့ဒီလူတွေအပေါ်မှာခွတ်လွတ်နိုင်ဖို့ဆိုတာတိတ်ကိုခဲရင်ပါတယ်။ဒါပေမဲ့သူ့ကိုခွတ်မလွတ်လေကိုရဲ့စိတ်ထဲမှာသူကလွှမ်းမိုးချဲလဲနေလေပါပဲ။သူလောက်တာကိုအကြိမ်ကြိမ်အခါခါပြန်ပြီးခံစားနေရသလိုဖြစ်နေတယ်။ဒါဟာအနှစ်90ကြာသွားနိုင်သလိုတစ်သက်လုံးလဲဖြစ်သွားနိုင်ပါတယ်။ကိုအယမ်းမုန်းတဲ့သူကိုစိတ်ထဲမှာနေရာမပေးချင်တော့ဘူးဆိုရင်ခွတ်လွတ်လိုက်တာဟာသူ့ကိုဆွဲခေါ်မထားတော့ပဲသူ့လွှမ်းမိုးမှုကိုမခံတော့ပဲလွတ်ပေးလိုက်တာနဲ့တူတယ်။မေတ္တာတရားမှာခွတ်လွတ်ခြင်းကရှေ့ကပါပါတယ်။ခွတ်မလွတ်နိုင်ဘူးဆိုရင်မေတ္တာထားလို့လည်းမရပါဘူး။ဒါကြောင့်ခွတ်လွတ်တယ်ဆိုတာမေတ္တာတရားရဲ့ပထမအဆင့်ဖြစ်ပါတယ်။ခွတ်လွတ်တယ်ဆိုတာအဲ့ဒီလူကိုမကောင်းတဲ့အလုပ်တွေဆက်လုပ်ဖို့ခွင့်ပြုပေးလိုက်တာမဟုတ်ပဲကိုယ့်ရင်ထဲမှာရှိနေတဲ့နာကျင်မှုတွေကိုလွတ်ချလိုက်တာကိုလွတ်မြောက်ခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။ခွတ်လွတ်ခြင်းနဲ့ထိုက်တန်နဲ့မထိုက်တန်မှုဆိုတာသူတို့ဘက်ကစဉ်းစားပေးနေကြရမလို့ပဲခွတ်လွတ်တဲ့သူဘက်ကသာငြိမ်းချမ်းမှုနဲ့ထိုက်တန်တယ်လို့စဉ်းစားရမှာဖြစ်ပါတယ်။ခွတ်လွတ်လိုက်ပြီဆိုရင်နာကျင်မှုတွေတက်တာသွားတာကိုတွေ့ရတယ်။ခွတ်လွတ်တယ်ဆိုတဲ့နေရာမှာသူတစ်ပါးကိုရင်မဟုတ်ပဲကိုလည်းခွတ်လွတ်တတ်ဖို့လိုပါတယ်။တခါတလေကြတော့ကျမတို့မှလည်းကိုခွတ်မလွတ်ချင်ဘူးဆိုတဲ့အကြောင်းတွေရှိနေတတ်ကြတယ်။ကိုခွတ်လွတ်လိုက်ခြင်းအပြင်လှောင်ပိတ်မိမနေတော့ပဲဘဝကိုရှေ့ဆက်ရှောက်သွားနိုင်ပါတယ်။မေတ္တာထားဖို့ဆိုတာအရန်ခက်ခဲပါတယ်။ခွတ်လွတ်ဖို့ဆိုတာပိုပြီးတော့ခက်ခဲတယ်။ဂယုဏနဲ့ဥပိ္ပခာတာမန်ပုထုဇဉ်လူသားတယောက်အနေနဲ့ကိုဒုက္ခပေးတဲ့သူမုန်းတဲ့သူရန်သူကိုမေတ္တာပို့ဖို့မေတ္တာထားဖို့ဆိုတာအတော်မလွယ်တဲ့ကိစ္စပဲဖြစ်ပါတယ်။မေတ္တာတုတ်တွေဘလို့ပဲရွတ်မေတ္တာတွေဘလောက်ပို့ရန်သူရဲ့အကြောင်းကိုတွေးလိုက်တိုင်းကိုမချစ်မနှစ်သက်တော်သူရဲ့အကြောင်းကိုတွေးလိုက်တိုင်းကျင်စဲပေါက်နေတယ်ဆိုရင်မေတ္တာပို့တယ်။မေတ္တာတုတ်ရွတ်တယ်ဆိုတာကလည်းအလကားပါပဲ။ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးကျမကိုအတော်ဒုက္ခပေးခဲ့တဲ့အမျိုးသမီးတယောက်ရှိခဲ့ဘူးတယ်။သူနဲ့အဆင်ပြေမှာပဲကျမရဲ့ကိစ္စကလည်းပြီးမြောက်မယ်ဆိုတော့သူ့ကိုမေတ္တာပို့ပေးပါလို့တက်သိနားလေတဲ့သူတွေကပြောကြပြန်ပါတယ်။အဲ့ဒီအခါမှာကျမအတွက်အတော်ဒုက္ခရောက်တော့တာပါပဲ။သူကကို့အပေါ်ဆိုးဝါးမိုက်ရိုင်းတွေပြောခဲ့တာတွေရှိတယ်။အဲ့ဒီအတန်ကိုကြားရင်ကျမကဒေါသအလိမ့်လိုက်ထွက်လာတော့တာပါပဲ။အဲ့ဒီလူကိုဘလို့လို့မေတ္တာပို့လို့ရမှာလဲ။တကယ်တော့
သူရောက်နေတဲ့အဖွဲအစည်းနဲ့ယာဒူးနေရာဟာလူတွေအများကြီးကိုစေတနာထားပြီးစိတ်ချမ်းသာသွားရအောင်ကူညီပေးနိုင်တဲ့နေရာမျိုးဖြစ်ပါတယ်။စိတ်ထားတတ်ရင်နေ့စဉ်နဲ့အမျှအလုပ်ထဲမှာကုသိုလ်တွေအထုံးလိုက်ရနေမဲ့နေရာမျိုးဖြစ်ပါတယ်။ကျမသာသူ့နေရာမှာဆိုရင်ကိုနဲ့ဆက်သွယ်လာတဲ့သူတွေကိုကောင်းကောင်းမွန်မွန်ပြောပေးမယ်။ကိုလုပ်ပေးနိုင်တဲ့အရာတွေကိုကြည်ကြည်တသားလေးလုပ်ပေးမယ်။ရင်ရင်ကြည်ကြည်လေးလမ်းညွှန်ပေးမယ်။အကြံပေးမယ်။သူ့အလုံတာဝန်နေရာကဒီလိုမျိုးလုပ်ပေးရမယ်နေရာမျိုးဖြစ်ပါတယ်။ဒါကိုအလုတ်လိုမလုပ်ယုံသားမကသူ့ကိုဆက်သွယ်လာတဲ့သူတွေအကုန်လုံးကိုမိုက်မိုက်ရိုင်းဂလန်ကဆန်တွေပြောနေပြီးအာကုသိုလ်တွေယူနေတာဖြစ်ပါတယ်။သူ့နာမည်ပြောလိုက်တာနဲ့သူနဲ့ဆက်ဆံမှုတဲ့လူတိုင်းကအမလီတာယာတာကြီးပါပဲ။အလုတ်မှာတာဝန်မကြေယုံမကစေတနာလည်းမရှိတဲ့သူမို့အလကားနေရင်ရနေမဲ့ကုသိုလ်တရားတွေအကြည်ဓာတ်တွေလူတွေရဲ့ချစ်ခင်စွာမေတ္တာပေးမှုတွေလေးစားမှုတွေနေ့စဉ်ဆုံးရှုံးနေရတဲ့သူကိုဟဲတနာစရာကောင်းလိုက်တာလို့စိတ်ကအတွေ့ဖြစ်လာပါတယ်။သူ့အပေါ်ကျမ်းမာပါစေချမ်းသာပါစေဘေးရန်အန္တရာယ်အပေါင်းကကင်းပါစေလို့မေတ္တာမပို့နိုင်ပေမဲ့ကျမရဲ့စိတ်ထဲမှာဂယုဏစိတ်တော်ပေါ်လာပါတယ်။အတော်ကိုတနာဖို့ကောင်းတဲ့သူပါလားပေါ့။သူ့စီကိုရောက်လာတဲ့သူတွေမှန်သမျှဒုက္ခတွေပါလာကြတယ်။ဒါကိုသူသိပါတယ်။ဒီလိုဒုက္ခတွေနဲ့အကူအညီတောင်းလာတဲ့သူတွေကိုဒီလိုမျိုးမဆာမနာမချေမငန်းပျော်လွှတ်တယ်။သူလှုပ်ပေးနိုင်ရတာနဲ့သူများရဲ့အရေးကြီးကိစ္စတွေကိုကြံကြအောင်လုပ်တယ်။မပြီးအောင်အချိန်ဆွဲထားတယ်။လှုပ်ပေးလိုက်ရတယ်ဆိုရင်တော့မှစိတ်ဆင်းရဲအောင်စိတ်အနှောက်အယှက်ဖြစ်ရအောင်အရင်ပြောလိုက်သေးတယ်။ချိန်ချောက်လိုက်သေးတယ်။ချိန်ချောက်လိုက်သေးတယ်ဆိုတာသူစီမှာအင်မတန်မှသေးသိမ်ရုပ်ညံ့တဲ့စိတ်မျိုးရှိနေလို့ပဲဆိုတာတွေးမိလာပါတယ်။ဒီလိုစိတ်ဓာတ်တွေကိုပြင်ဆင်ဖို့မိဘကောင်းဆရာသမားကောင်းတရားဓမ္မကောင်းတွေနဲ့မတွေ့ခဲ့ရမနာခဲ့ရဘူးထင်ပါတယ်။အာကုသိုလ်တွေကိုသူကိုယ်တိုင်ယူနေမိတာလဲသိပုံမပေါ်ပါဘူး။ဒီလိုလူကိုသွားပြီးချိန်ဆနေတော့ကိုလဲအာကုသိုလ်ဖြစ်သွားတာအဖက်တင်နေသူလဲကြားနိုင်သိနိုင်တာမဟုတ်ဘူးသူလဲသူ့ရဲ့ကာယကံဝစီကံမနောကံအတိုင်းသာသွားပါစေကိုကသူ့ရဲ့အာကုသိုလ်ကံနဲ့အတူလိုက်မသွားမိစေတဲ့သူကကိုကိုတခါရေးပြောလိုက်တာဆိုပေမဲ့ကိုကအခါခါပြန်စဉ်းစားနေတော့အခါခါအပြောခံရသလိုဖြစ်နေတယ်အခါခါဒေါသတွေအာကုသိုလ်တွေဖြစ်နေရတယ်ဒါကြောင့်ကျမကသူ့ကိုပထမဂယုဏဖြစ်မိပြီးတကားလားဒုတိယဥပိ္ပခာပြုထားလိုက်ပါတယ်ကျမရဲ့စိတ်တကားကိုသူ့အကြောင်းတွေးမိတဲ့အတွေးတွေဝင်လာခွင့်မရနိုင်အောင်လုံလုံကြုံကြုံပိတ်ထားလိုက်ပါတော့တယ်ဥပိ္ပခာရဲ့သဘောကတော့သူ့မှာကံတာလျင်ကိုယ်ပိုင်ဥစ္စာရှိတယ်သူကောင်းရင်လဲသူကံပဲသူဆိုရင်လဲသူကံပဲဘာမှကိုနဲ့မဆိုင်ကိုကဘလောက်မေတ္တာပို့သည်ဖြစ်စေဂယုဏထားသည်ဖြစ်စေသူကံရှိတဲ့အတိုင်းသာသူဖြစ်လိမ့်မယ်ဒါကြောင့်ကိုဘာမှလုပ်ပေးလို့မရလို့ဆိုတာမျိုးစိတ်မှာထားလိုက်ရတာမျိုးကိုဥပိ္ပခာထားတယ်လို့ဆိုပါတယ်ဒါတွေကလေသူအကြောင်းတွေးရင်နာမည်ကြားရင်ကိုအာကုသိုလ်တွေများလွန်းလို့နာဘူးတဲ့တရားတွေကိုပြန်အသုံးချကြည့်ရတာပါပဲ9 ရက်လောက်ကြာတဲ့အခါမှာကျမရဲ့ကိစ္စလေးပြီးသွားပါတယ်သူပဲလှုပ်ပေးလိုက်ရတာပါပဲလှုပ်ပေးရမယ့်အတူတူတင်းခံနေတာကြည်ကြည်တသားမဖြစ်တာကိုအံ့ဩမိပါတယ်တခါတလေကြတော့တွေးလိုက်တိုင်းရင်ထဲမှာတလိမ့်လိမ့်ဒုက္ခနေအောင်အယံမုန်းတီးဆက်ဆုပ်တဲ့သူတွေဘဝမှာကြုံရတတ်ပါတယ်ဘလို့မှမေတ္တာပို့လို့မရတဲ့သူမေတ္တာထားလို့မရတဲ့သူတွေကိုမြင်ရတွေ့ရတဲ့အခါတနာဂယုဏစိတ်ပဲပေါ်လာပါတော့တယ်အတော်တနာစရာကောင်းတဲ့သူတွေပဲလူဘဝကိုခဏလေးလာပြီးမကောင်းတာတွေပဲစုပြုံယူသွားကြတယ်
တန်တရားကလူလန်းလည်းမရှိတဲ့တဘဝဆန်တွေပါလားလို့ဂိယူနာစိတ်ထားပြီးဒေါသနဲ့အမုန်းစိတ်တွေကိုအာကုသို့မဖြစ်ရအောင်ပဲဖြတ်ချလိုက်ရပါတယ်။မေတ္တာဂိယူနာမုဒိတာဥပိ္ပခာဆိုတာပြမဆိုတရားလေးပါပဲဖြစ်ပါတယ်။ဒီတရားလေးပါကိန်းဝတ်နေတဲ့နှလုံးသားဟာတစ်ပင်တပင်လိုစုံမြလန်းဆန်းနေပါတယ်တဲ့။ရန်သူကိုယ်တောင်မေတ္တာထားနိုင်နေဆိုတဲ့စိတ်ဟာအင်မတန်မှမြင့်မားတဲ့စိတ်ပဲဖြစ်ပါတယ်။ကျမတို့အနေနဲ့မတက်နိုင်မလုံနိုင်ကြပါဘူး။ဒါပေမဲ့ဂယုဏနဲ့ဥပိ္ပခာထားနိုင်မယ်ဆိုရင်တော့သူ့အာကုသို့ကကိုအာကုသို့ဖြစ်မလားပဲ။သူသွားမယ်ငယ်လမ်းမှာကိုဟာတပဲသားလောက်ဝင်မယူလိုက်မိဖို့တတိထားနိုင်လိမ့်မယ်လို့ထင်ပါတယ်။အလင်းလောကရဲ့တဘာဝအရာအမှောင်ထက်အလင်းကိုပိုးပြီးလိုလားကြပါတယ်။အလင်းတက်ဟာအားပြည့်စေပါတယ်။နှွေးထွေးစေတယ်။ကြည်လင်ထင်ရှားစေပါတယ်။ယောဂဝေဒနာတွေကိုသက်သာပျောက်ကင်းစေတယ်။ယုံကြည်မှုတွေကိုတိုးပွားစေတယ်။မှောင်တဲ့သဘောကအရာအလုံးပိတ်မိနေတဲ့ block ဖြစ်နေတဲ့အတွက်ကြောက်ရွံ့စေတယ်။အားငယ်စေတယ်။မကောင်းမှုတွေတိုးပွားစေတယ်။ဆုံးဖြတ်ချက်တွေကိုဝေဝါးစေတယ်။ဒါကြောင့်မှောင်နေပြီဆိုရင်အလင်းရအောင်လုပ်ဖို့လိုပါတယ်။အလင်းဖွင့်ပေးဖို့လိုပါတယ်။အမောင်အလင်းအပူအေးဆိုတာတွေဟာစွမ်းအင် energy တွေလည်းဖြစ်ပါတယ်။ကျမကတော့ energy စွမ်းအင်တွေရဲ့သဘောကိုယုံကြည်မှုရှိပါတယ်။ဒီကဘာကြီးအတွင်းထဲကသက်ရှိသက်မဲ့အရာမှန်သမျှစွမ်းအင်တွေနဲ့ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ဒီစွမ်းအင်တွေကလည်းတစ်ခုနဲ့တစ်ခုကူးလူဆက်သွယ်မှုရှိကြပါတယ်။လူတစ်ယောက်ဟာမှောင်တဲ့နေရာရောက်သွားရင်သူကိုယ်တိုင်လည်းကြောက်လာတတ်ပါတယ်။လင်းတဲ့နေရာကိုရောက်သွားရင်တော့ပျော်ရွှင်လန်းဆန်းခြင်းကိုခံစားရတာသဘာဝပါပဲ။ဒီလိုစွမ်းအင်တွေအားကောင်းလာအောင်အားဖြည့်ပေးလို့ရပါတယ်။တက်နေတာတွေကိုပြင်ဆင်တဲ့သဘောပါပဲ။အခုလက်တလောအခြေအနေတွေအရမိသားစုတွေအိမ်တွေမှာနှလုံးမသားရမှုကြောက်ရွံ့မှုအားငယ်မှုညှိုးငယ်မှုစိတ်မချမ်းမြေ့မှုတွေအနည်းနဲ့အများဆိုသလိုဖြစ်ပေါ်နေကြပါတယ်။ဒါတွေဟာအမှောင်စွမ်းအင်တွေအင်အားများပြီးကြီးစိုးနေတဲ့လက္ခဏာတွေပါပဲ။ဒီလိုအချိန်တွေမှာကိုနေတဲ့နေရာကိုပထမဦးဆုံးအလင်းတက်ရအောင်လုပ်ပေးနိုင်ပါတယ်။ပေဘာသာဝင်ပဲဖြစ်ပါစေကိုကိုးကွယ်စည်းကပ်တဲ့ပုံကိုယ်တွေကိုတော့အိမ်ဦးကမ်းမှာနေရာပေးထားလေရှိပါတယ်။အိမ်မှာရှိတဲ့အထွတ်အမြတ်နေရာတွေရုပ်ပွားတော်တွေသတင်းသုံးတဲ့နေရာတွေဟာရှုပ်ပွားပြီးမှောင်ရိပ်တွေကျနေတယ်ဆိုရင်ရှင်းလင်းပေးရပါတယ်။အဲ့ဒီနေရာကစပြီးအလင်းဓာတ်အတန်ဓာတ်အကြည်ဓာတ်အေးဓာတ်တွေကိုဖွင့်ပေးရမှာဖြစ်ပါတယ်။အိမ်တအိမ်ရဲ့အထွတ်အမြတ်ထားတဲ့နေရာကိုကြည့်လိုက်မယ်ဆိုရင်အိမ်ရဲ့ကြက်တရေအိမ်ရဲ့အလင်းဓာတ်ကိုပါထိတွေ့ခံစားနိုင်ပါတယ်။ကျမတို့အိမ်ကဖျားကန်းဆောင်ကကျဲပေမဲ့နေဘက်ကိုကြောပေးထားတဲ့အတွက်ကြောင့်မီးမထွန်းရင်မှောင်နေသလိုဖြစ်ပါတယ်။ဖျားကန်းဆောင်ကိုလည်းတစ်ခေါက်ဆိုးရောင်နီညိုရောင်နဲ့ရွှေရောင်စိတ်တုပ်ထားတာမလို့အလင်းရှိရင်ရွှေရောင်တောက်ပြီးတက်ပေသလောက်အလင်းမရှိရင်တော့မှောင်နေတတ်ပါတယ်။ဖေဖော်ဝါရီလ1 ရက်နေ့ကလေးကဖျားမိတွေထုံးကြီးပူဇော်ကြဖို့စာလေးတစ်ပုဒ်တောင်ရေးခဲ့ပါသေးတယ်။ကျမကတော့အမြဲတမ်းတတိထားပြီးဖျားကန်းဆောင်ကိုမီးပူဇော်ထားတတ်ပါတယ်။အခုအချိန်မှာကျမတို့ပတ်ဝန်းကျင်မှာမှောင်နဲ့စွမ်းအင်တွေကြီးစိုးနေတာများပါတယ်။နေရာတကာမှာဝမ်းနေမှုတွေကြောက်ရွံ့မှုတွေအားငယ်မှုတွေရှိနေတော့မှာပဲ။ဒီလိုအချိန်မှာမြင့်မြတ်တဲ့အိမ်ဦးကန်းဆောင်ဖျားကန်းဆောင်ကိုအလင်းဖွင့်ပေးပါရုပ်ပွားတော်တွေကိုရောင်တော်ဖွင့်ပေးပါလင်းနေအောင်ထားပါအလင်းစီမီအမြဲပူဇော်ပါနောက်ပြီးတော့တခုတတိထားရမှာကဒီလိုနေရာတွေဟာရှိသမျှပစ္စည်းရက်တောင်ရေတံဘူးဖျောင်းနိုင်အတူကအစာ
အကုန်ပြစ်တင်ထားရမယ့်နေရာမျိုးမဟုတ်ပါဘူးမိကျွမ်းနေတဲ့ပစ္စည်းတွေဖယ်ပစ်ပါမတန်ရှင်းတဲ့ပစ္စည်းတွေဖယ်ပစ်ပါဖုံတွေအမြဲတုပ်ပါဇွန်းတော်ကတ်တဲ့နေရာတွေခွက်တွေပကံတွေအမြဲတမ်းပြောင်လက်တောက်ပါနေပါစေပန်းဥတွေမှာရေမကြည့်ပဲနောက်ကြည့်နေပြီအကြည့်အချွဲတွေဖြစ်နေပြီဆိုရင်ရေမကြာခဏလဲပေးပါမွေးပြက်နေအောင်ထားပေးပါပန်းတွေမညှိုးနွမ်းပါစေနဲ့ကြည်လိုက်မြင်လိုက်တာနဲ့ရင်ထဲမှာအေးသွားအောင်ထားပေးပါအေးတဲ့ကိန်းဝတ်နေပါစေအရင်တုန်းကကျမကိုယ်တိုင်ဒီအရာတွေကိုသတိမထားမိခဲ့ပေမဲ့အခုနေတိုင်းဖျားဆောင်မှာအချိန်အတော်များများကုန်ဆုံးလာဖြစ်တဲ့အခါစိတ်ကအလိုလိုနေရင်သတိထားမိလာပါတယ်စိတ်တွေမကြည်ဘူးဆိုရင်ဖုံတော့တန်ရှင်းရေးတွေလှုပ်လိုက်တယ်ပန်းဥတွေလဲလိုက်တယ်မိအလင်းတွေပူဇော်လိုက်တယ်ဒီလိုလှုပ်လိုက်တဲ့အခါမှာစိတ်ကတည်ငြိမ်သွားပြီးကြည်လင်အေးချမ်းမှုတွေကိုစတင်ပြီးခံစားလာရတာကိုတွေ့ပါတည်ငြိမ်တဲ့စိတ်ကြောင့်အင်အားပြေလာရပါတယ်စိတ်ထဲမှာအလင်းတက်ကိုစားပြီးခံစားလာရပါတယ်ကျမရဲ့မိတ်ဆွေအမတယောက်ကရေးပါတယ်သူ့ကိုယ်သူမှန်ထဲမှာပြန်ကြည့်တဲ့အခါမျက်နှာရဲ့အသားအယောင်ကညစ်နေတယ်လို့ပြောပါတယ်ဒါဟာစိတ်ကမဲမောင်နေလို့လားလို့သူထင်မိပါတယ်တဲ့ကျမကဒီအချက်ကိုလက်ခံပါတယ်အသားမဲတာညိုတာဖြူတာနဲ့မဆိုင်ပါဘူးကံကြမ္မာနွမ်းနေတယ်ဆိုရင်အသားအရည်ကိုရောင်ကိုဝါတွေကလည်းညှိုးနှမ်းလာတတ်ပါတယ်အခုအချိန်ကအကုန်လုံးကံညံ့နေတဲ့အချိန်ဖြစ်နေကြပါတယ်ဒါကြောင့်စိတ်ကိုလည်းအလင်းတက်အကြည်ဓာတ်တွေရအောင်ဖွင့်ပေးရပါမယ်ကိုနဲ့ဆက်နေတဲ့နေရာတွေကိုအလင်းတက်ဖွင့်ပေးခြင်းအပြင်စိတ်တွေလည်းအလင်းတက်ရရှိနိုင်ပါတယ်ကိုနေတဲ့အိမ်နေရာကိုအိမ်ရဲ့အိမ်ဦးကန်းနေရာမြစ်တာပိုးတရားထိုင်ဖျားရှိခိုးတဲ့နေရာကိုအထွတ်အမြတ်ထားတဲ့နေရာတွေဟာအေးသွားပြီးကြည်လင်သွားပြီးတန့်သွားပြီးဆိုရင်ကိုစိတ်ကလည်းတစားတစားရှင်းလင်းလာပြီးကြည်လင်အေးမြလာပါလိမ့်မယ်စွမ်းအင်တကူတွေထက်မြက်ထွန်းတောက်ကြပါစေကံအညံ့တွေအမြန်ဆုံးပြေပြောက်ပါစေကျမတို့စီမှာဖုံးလန်းကြရောက်နေတဲ့အမှောင်သက်တွေအမြန်ဆုံးပျောက်ကွယ်သွားပါစေနိုးထလာကြသူများမိတ်ဆွေတယောက်ကအထဲရောက်သွားတဲ့အထဲပါသွားခဲ့သေးတယ်ပြန်ထွက်လာတော့ကိုဗစ်ကြောင့်လူတွေအများကြီးတည်နေတဲ့အချိန်နဲ့ထိတ်တိုက်တူတော့တာပဲသူတည်တဲ့သူတွေချစ်တဲ့ခင်တဲ့သူတွေတချို့လဲတည်တဲ့အထဲပါသွားခဲ့ကြတယ်အဲ့ဒီမှာသူ့စိတ်ထဲအယမ်းတန်ဝေကရာမိတယ်တဲ့တိတ်ကိုခါသိတဲ့အခြေအနေတွေကိုတစ်ချိန်နဲ့ကြုံလိုက်ရတာပါလားလို့ဖြစ်တယ်အပြင်ကိုပြန်ထွက်လာခွင့်ရတဲ့အတွက်တည်သွားတဲ့အထဲမှာမပါတဲ့အတွက်ကောင်းတာတွေကိုပို့ပြီးလုပ်ရတော့မယ်ကောင်းတာတွေပို့လို့ဖြစ်ဖို့အခွင့်အရေးရလိုက်တာပဲလို့စိတ်ထဲမှာဖြစ်တယ်လို့ပြောပါတယ်အင်္ဂလိပ်လိုဆိုရင်တော့ awakening ရသွားတာပါပဲပြန်လေရှင်သန်နိုးထလာတာပေါ့ခါသိတဲ့အတွေ့အကြုံတွေကြုံရတယ်ဘဝတစ်ခုလုံးပျက်စီးလဲပြိုသွားပြီးညှော်လင့်ချက်တွေကုံဆုံးသွားပြီလို့တောင်ပြောလို့ရတဲ့အခြေအနေမျိုးတွေကြုံခဲ့ရတယ်0 setting ဖြစ်သွားတယ်ပေါ့အကုန်လုံးတုံညကနေပြန်စားရတယ်ကွန်ပျူတာတစ်လုံးကို restart ချလိုက်တာနဲ့လေတူတယ်အသစ်ကနေပြန်စားတယ်ပြန်ပြီးနိုးထလာတယ်ဘဝကိုရင်းပြီးရခဲ့တဲ့အတွေ့အကြုံတွေဆိုတော့အဖိုးတန်နေသူကကံတရားအရာခဏနေပါတဲ့အချိန်ကိုကြုံခဲ့ရပေမဲ့သူ့အချိန်ကြာလာတော့လေပြန်ပြီးအဆင်ပြေလာခဲ့တာပါပဲကျမကတော့ကံဤအကျိုးတွေပါပဲလို့စင်ကျင်လိုက်မိပါတယ်စကားမဆက်ပြောရမယ်ဆိုရင်
အောက်တိုဘာလကနှစ်တစ်နှစ်ရဲ့10လမြောက်လဖြစ်တယ်။စေကနန်းကြတဲ့အောက်တိုဘာလဟာ a month of endless opportunity with great rewards လို့ဆိုပါတယ်။ကောင်းသောအခွင့်အလမ်းတွေရလဒ်တွေခံစားရတော့မယ်လားလို့ဖတ်လိုက်ရပါတယ်။ What goes around comes around ကဲကြမ္မာရဟတ်ပြန်လဲတဲ့သဘောပါပဲ။ကောင်းတာပဲဖြစ်ဖြစ်ဆိုတာပဲဖြစ်ဖြစ်ကိုလုပ်ခဲ့သမျှကိုစီပြန်လာလိမ့်မယ်။ကိုစိုက်ခဲ့သမျှရိတ်သိမ်းရတော့မယ့်အချိန်ရောက်ပြီတဲ့အမားတွေကိုပြင်ဆင်သွားရမယ်။အမှန်တွေကိုပြုလုပ်လာကြမယ်။အောက်တိုဘာလဟာ manifestation လုပ်ဖို့အကောင်းဆုံးသောအချိန်ဖြစ်ပါတယ်တဲ့။သဘောကတော့ကိုယ်စိတ်ဆန္ဒရှိတဲ့ကောင်းသောအရာတွေကိုကောင်းသောအကျင့်အကြံအပြုအမူတွေနဲ့စွဲငင်ရယူပါယူလို့ရနိုင်ပါတယ်လို့ဆိုလိုတာပါပဲအခက်အခဲအတားအဆီးတွေကိုကြော်လွှားနိုင်လိမ့်မယ်လူကျင်နာတွေရဖို့အချိန်ကိုရောက်ပြီတဲ့အနောက်တိုင်းကပညာရှင်တွေရဲ့အယူအဆအရပြောမယ်ဆိုရင်ဒီအချိန်ဟာအချိန်ကောင်းအချိန်ကိုက် perfect timing right timing ဆိုပြီးရေးထားတာတွေ့လိုက်ရတယ်စွမ်းအင်ပညာရှင်တွေအနေနဲ့သက်ဆိုင်ရာဘာသာအလိုက်ကောင်းသောအရာတွေကိုပိုးပြီးဆွဲဆွဲမြဲမြဲဆောင်ရွက်ပြုလုပ်ကြဖို့တိုက်တွန်းလာတာတွေ့ရတယ်။ကိုယ့်ရဲ့ vibes တွေ energy တွေကိုကိုယ်တိုင်ပြုပြင်ပြောင်းလဲလို့ရပါတယ်။ပြောင်းလဲကြမယ်။ရက်30တို့ရက်40တို့စသည်ဖြင့်တချို့စွမ်းအင်ပညာရှင်ဆရာမတွေကအစီအစဉ်လေးတွေ Facebook ပေါ်မှာလုပ်ပေးနေတာတွေ့ရတယ်။သူ့ပရိသတ်နဲ့သူအများကြီးလိုက်လုံနေကြတယ်။လူအတော်များများအဝိခံနေရလာကြတဲ့သဘောပါပဲ။အင်းငင်းရာကိုရှာလာကြတယ်။ဒါဟာကိုမေတ္တာထားခြင်းတစ်မျိုးပါပဲ။ကျမအမြင်ကတော့ကောင်းတာလုပ်တယ်ဆိုတာကိုဗစ်ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေနိုင်ငံရေးကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေအောက်တိုဘာလရောက်သည်ဖြစ်စေမရောက်သည်ဖြစ်စေအသက်ရှင်တန်နေတဲ့၍လုံနေရမယ့်အရာလိုပဲမြင်မိပါတယ်။ကောင်းတာလုပ်တဲ့အချိန်ဟာကောင်းတဲ့အချိန်ပါပဲ။တချို့ကနောင်ဘဝကောင်းဖို့ကောင်းတာတွေလုပ်ကြရမယ်လို့ဆိုတယ်။နောက်ဘဝမရှိဘူးလို့ယုံကြည်ထားတဲ့သူတွေဆိုရင်ဘယ်လိုလုပ်မလဲ။ကောင်းတာတွေလုပ်ဖို့မလိုတော့ဘူးလား။နောင်ဘဝဆိုတာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီဘဝရှင်သန်နေချိန်မှာအကောင်းဆုံးနေထိုင်ခဲ့တဲ့အတွက်ကောင်းတာတွေလုပ်ခဲ့တဲ့အတွက်ဘာမှအကျိုးမရဘူးဆိုတဲ့စိတ်နဲ့နေထိုင်ရှင်သန်ရမှာဖြစ်တယ်။ကိုကြိုးစိုးထွေးပွေလိုက်ပါရှင်းလင်းလိုက်ပါတန့်စင်လိုက်ပါမကောင်းတဲ့ negative energy တွေကိုကောင်းတဲ့ positive energy တွေအဖြစ်ပြောင်းပေးလိုက်ပါ